လူတရားရဲ့ဘဝဟာအသက်30ဒီမှစတင်နိုင်တယ်ဆိုတာတင်ယုံပါသလားလူများစုကတော့အသက်20ကျော်ရင်နောက်ကျပြီလို့ထင်တတ်ကြပါတယ်ဒါပေမဲ့တပတ်ကို30ပေါင်ပဲရတဲ့ဆေးဘက်ဆိုင်ရာစယုံလုံးသမားဘဝကနေအင်္ဂလန်ရဲ့အစီအမြင့်ဆုံးပရီးမီးယားလိဖလားကိုကင်ပြောင်းနိုင်ခဲ့သူတယောက်တော့ရှိခဲ့ပါတယ်သူကတော့ဂျမ်မီဘာဒီပဲဖြစ်ပါတယ်ဒီနေ့မှာတော့ဘောလုံးလောကရဲ့စင်နယ်လာစတိုရီလို့တင်စားရမယ့်ဂျမ်မီဘာဒီရဲ့အကြောင်းလေးကိုဖော်ထုတ်တင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်နဲ့အတူတူလိုက်ပါနားထောင်ပေးကြပါအောင်ခင်ဗျာဂျမ်မီဘာဒီရဲ့ဘဝကအစာတဲကကံမကောင်းခဲ့ပါဘူးသူချစ်မြတ်လို့တဲ့ရှက်ဘီဝန်ဒက်စတေးအတင်းကနေအသက်16နှစ်အရွယ်မှာမင်းကအရက်ပူလို့နဲ့ဘောလုံးသမားမဖြစ်နိုင်ဘူးဆိုတဲ့ဆုံးဖြတ်ချက်တွေကြောင့်အတင်းကနေထုတ်ပယ်ခံလိုက်ရပါတယ်ဒါဟာလူငယ်တယောက်ရဲ့အိမ်မက်ကိုရိုက်ချိုးလိုက်တာပဲဖြစ်ပါတယ်အဲ့ဒီနောက်မှာသူဟာဘောလုံးလောကကိုလက်လျှော့ခဲ့ပေမဲ့ဝိုင်းရေးအတွက်စက်ယုံမှာအလုပ်ဝင်လုပ်ခဲ့ရပါတယ်မနက်ကနေညနေအထိပင်ပင်မမတ်အလုပ်လုပ်ခဲ့ရပြီးညနေပိုင်းမှာတော့အပျော်တမ်းဘောလုံးအသင်းမှာတွားရောက်ကစားခဲ့ပါတယ်အဲ့ဒီအချိန်ကသူ့ရဲ့ခြေထောက်တွေမှာပတ်တီးတွေစီးထားပြီးခြေထောက်နာကျင်မှုကိုအော်ဝီတီခန်ကစားခဲ့ရပါတယ်အဲ့ဒီတုန်းကသူရခဲ့တဲ့လောက်ခကတပတ်ကို30ပေါင်မြန်မာဝင်နဲ့တွက်ရင်တသိန်းဝန်းကျင်ပဲရှိပါတယ်ဒါပေမဲ့ဘာဒီယာစိတ်တက်ကြမတော်ပဲငါဟာဓာတ်ထက်ပိုကောင်းတဲ့နေရာကိုရောက်နိုင်မယ်ဆိုတဲ့ဇွဲကရှိနေခဲ့ပါတယ်2010ခုနှစ်2017ခုနှစ်ဒီမှာအပျော်တမ်းအဆင့်လိတွေပွဲတွေမှာဘာဒီယာဂိုးတွေဇက်တိုက်တွင်ယူခဲ့ပါတယ်နောက်ဆုံးမှာတော့2012ခုနှစ်မှာတော့လက်စတာစီးတီးအသင်းကသူ့ကိုပေါင်တန်းနဲ့ဝယ်ယူခဲ့ပါတယ်အဲ့ဒီအချိန်ကလူအများရဲ့လှောင်ပြောင်မှုကိုလည်းခံခဲ့ရပါတယ်အပျော်တမ်းကလုံးသမားတစ်ယောက်ကိုပေါင်တန်းတောင်ပေးရမလားဆိုပြီးဝေဖန်မှုများစွာလည်းမြင့်တက်ခဲ့ပါတယ်။ဘာဒီယာပထမဆုံးရာသီမှာပဲခြေစမ်းပြသနိုင်ခြင်းမရှိတာကြောင့်ပိတ်သက်ရဲ့ဆယ်ဆိုခြင်းညူဆူခြင်းကိုလည်းခံခဲ့ရပါတယ်။ဒါတွေကိုဘာဒီကစိတ်သက်ကြပြီးဘောလုံးလောကကနေအနားယူဖို့တောင်ပြင်ဆင်ခဲ့ပါတယ်။ဒါပေမဲ့သူ့ရဲ့နီးပြကသူ့ကိုယုံကြည်ပေးခဲ့လို့သူဆက်လျှောက်ခဲ့ပါတယ်။2015-2016ရာသီယာကမ္ဘာဘောလုံးသမိုင်းမှာဘယ်တော့မှမေးပြောင်းမရတဲ့နှစ်တစ်နှစ်ဖြစ်လာမယ်လို့ဘယ်သူမှထင်ခဲ့မှာမဟုတ်ပါဘူး။လက်စတာတီးတီလို့အသင်းလေးတင်းကပရီးမီးယားလိမှာချန်ပီယံဖြစ်လာမယ်လို့ဘယ်သူမှတော့ယုံကြည်ခဲ့မှာတော့မဟုတ်ပါဘူးဒါပေမဲ့ဘာဒီဦးဆောင်တဲ့လက်စတာစီးတီးအသင်းကတော့ဒါတွေကိုလုတ်ပြသွားနိုင်ခဲ့ပါတယ်သူဟာရူဘင်နက်ဆန်နိုင်ရဲ့ဆယ်ပွဲဆက်ဂိုးတင်စံချိန်ကိုချိုးဖျက်ပြီး17ပွဲဆက်တိုက်ဂိုးတင်နိုင်ခဲ့တဲ့စံချိန်တစ်ကိုလည်းတင်နိုင်ခဲ့ပါတယ်မန်ချက်စတာယူနိုက်တက်အသင်းကိုဂိုးသွင်းယူပြီးကွင်းပေးမှာအောင်ပွဲခံခဲ့တဲ့သူရဲ့ပုံစံဟာလည်းယနေ့တိုင်းလူပြောများဆုံးဖြစ်နေခဲ့ပါတယ်။အဲ့ဒီနှစ်မှာလက်စတာစီးတီးတင်ဟာပရီးမီးယားလိချန်ပီယံဖြစ်ခဲ့ပြီးဘာဒီယာလည်းတနည်းအကောင်းဆုံးကစားသမားစုကိုရရှိခဲ့ပါတယ်။တကယ်တော့ဂျမ်မီဘာဒီရဲ့ဘွာခီလန်ဟာဘောလုံးကွင်းထဲကအောင်မြင်မှုတက်တယ်မဟုတ်ပါဘူး။ဒါဟာလောကတဲ့မင်းမဖြစ်နိုင်ဘူးဆိုတာကိုရိုက်ချိုးတိုင်းအပြုံးမပြည့်နဲ့ပြန်ထားဆိုတဲ့လူသားတစ်ယောက်ရဲ့ဇွဲအကြောင်းကိုပါဖော်ပြနေပါတယ်။စက်ယုံမှာပင်ပင်မမအလုံးလုပ်ခဲ့ရတဲ့လက်လုံလက်စားအလုပ်သမားလေးဟာကမ္ဘာအချမ်းသာဆုံးလီကြီးရဲ့ထိပ်ဆုံးမှာရက်တည်နိုင်ခဲ့တဲ့အသက်30နီးပါးမှာနိုင်ငံလက်ရွေးစင်ဖြစ်လာခဲ့ပါတယ်။ဒါကြောင့်တင်ဟာလဲငါ့အတွက်နောက်ကျသွားပြီလားငါ့ကိုဘာမှအတိမတ်မပြုတ်နိုင်ကြဘူးလားဆိုပြီးစိတ်တက်ကြနေမယ်ဆိုရင်ဘာဒီကိုတာတတိယလိုက်ပါအောင်မြင်မှုဆိုတာတင်ဘယ်နေရာမှာစတင်ခဲ့တယ်ဆိုတာဆက်အရှုံးမပေးပဲဘလောက်အထိခီးဆက်နိုင်မလဲဆိုတာကိုမူတည်ပါတယ်။ဘာဒီယာသူ့ကိုလာပြောင်ခဲ့တဲ့ကဘာကြီးကိုသူ့ရဲ့ချက်တော့ဆွဲလုံးလာကိုအကောင်းဆုံးတက်တည်ပြခဲ့သူတယောက်လည်းဖြစ်ပါတယ်။သိမိခဲ့ကြတဲ့ပိတ်သက်အားလုံးကျေးဇူးတင်ပါတယ်။စိတ်ဝင်စားကြတဲ့ဇာတ်လမ်းလေးတွေနဲ့ပြန်လာခဲ့ပါမယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။